လာရောက်နေကိုလန်းရှောင်းခြင်းနဲ့ဘယ်ကိုရောက်နေလဲစေးစားမှုပဲအိုးချစ်ရင်ဒါကြောင့်ကိုလာနေအောင်ဖြစ်ချင်လေနေမယ်ဖေးချစ်ကိုဖိတ်တော်ပါလေချစ်သူရဲ့ရိတ်ကလေးဖြစ်ခြင်းနဲ့ဒီလိုချစ်နေတာကိုမသွားတာပဲအိုးကတဲ့ဒုနီယာချစ်ကိုပါရခွဲရကြတယ်သူတော့ကိုလွမ်းနေပါပဲချင်နာလေ